arrow ကပ်ပြတဲ့နေတာတခုမှလွဲသွားတယ်နောက်မှလည်း deadly magic sword lioni ဖလကာပေးဒီဘက်မှာလည်းမောင်နီရှော့ကာနဲ့ဖတ်ပလက်ဗျာ arrow ကစားသွားတယ် Kevin လေးနော်ကျွန်တော်ဒီဘက်က Kevin လေးပေးလိုက်တာမဟုတ်ဘူး Rabbit တွေပါဝင်တိုက်နေနေပဲမီနိုတော့ထောင်းမောင်နီရှော့ကာ retreat ပေါက်စားသွားတယ်မတော့မလဲ stand နေနေတော့ cast တကောင်မှာထက်စားသွားသေးတယ်ဗျာမီနို Ethan ဆိုတဲ့ကောင်9မိနစ်လောက်ဘန်းလိုက်တယ်ဆိုတော့မလဲကိုလောတဲ့ Ballery World Drag လောက်ပလက်တင်ကျူရဲနဲ့စုပ်ပြတ်တက်သွားတာပဲညီတို့ Kevin ကြီးအားရတာကွာခြေပလာနဲ့ပြောတာ arrow သွားမှန်နေသေးတယ်ရကျွန်တော်နောက်တော့ item တကွက်လိုသေးတယ် bro golden stack ကသွားနေတော့ကလောက်ကအဲ့မှာကလောက်ဖြတ်ခံလိုက်ပြီး blazing jura က purify လင်းနဲ့ခလုတ်တွေပါအကုန်နှိပ်ရတာအော်လမ်းမှာ lion နီတေဝါသေးတယ် tower damage extra record နဲ့ damage ကလောက်သွားတယ်ဗျကျွန်တော်မှာ low တွေပါမြင်မြင်ဆန် 4 chart အရင်ချင်း morning shock တွေပါပေး extra record ပြ body cool retreat pop Kevin ပဲကျွန်တော်မှလည်း cast Ballery wall drop ဖြတ်ချုပ်ပြီး minute Myro Fury ပိုလာ3 man ဒါပေမဲ့ lion နီနဲ့နောက်က bucket damage မှာပါတော့ပြန်သေးသွားနေပြီ hero kit တကောင်နဲ့ lot တစ်လုံးနဲ့ trade ထားတယ်ဗျနောက်မှလည်း Balleryချုပ်ပေးမလား wall drop ဖြတ်ချုပ်ပေးလိုက်တန်းဖြတ်တာကြီးချုပ်တာနဲ့ဖြတ်ပြီးသားကျွန်တော်ဘက်က lion နီ minute နဲ့ထပ်မထောင်းတော့4ယောက်5ယောက်အားဆိုတော့မမြောက်ဘူးဒါပေမဲ့ဒီဘက်က massman ကောင်ထူးချန်နဲ့ cars ကလည်းမဲ့သွားပြီးတော့ refer light တွေပါပြန်ဟီးပြီးပတ်သွားတယ်ဗျဝင်လာပြီ holy best မင်းတို့တော့ Myro Fury ပြန်ထောင်းတာနဲ့တော့ afro တေဝိုင်းနဲ့ပဲဒီကောင်ဘယ်သူကပြန်ပြီး respawn လုပ်ပေးမလဲသူတေသွားတော့ဆိုတော့ lion တွေကလည်းမတေသွားဘူးဒီမှာ Kevin ဒီဘက်ကဟာလေးရဲ့ damage နဲ့တော့ပြတ်ထွက်သွားနေတယ်ပဲ hero kit တကောင်ရလိုက်တယ်ပဲရခုတော့ကျွန်တော်တို့တွေပြပေးမှရမယ်အကွက်ကလေးတစ်ကွက်တော့ Ballery wall drop ပဲပြီးမင်းတို့တော့ Myro Fury ဖြစ်ခုတော့ deadly magic နဲ့ Daricha သေးပြီဖောက်ရှော့ပြီးညီကိုတို့ Ando you ကေးလေးတော့ရောက်အောင်ယူသွားနေတယ်4ယောက်5ယောက်အားဖြစ်သွားအောင်အခွင့်ကောင်းယူပြီးတော့နာ V လော်4ချရမယ်နေတာဒီမှာ Ando you retreat ပေါက်ဖို့လည်းကြည်အောင်နော်နားလောင်လော်နားလောင်အမလဲ Ballery wall drag cloud blazing jura မင်းတို့ထောင်းနေပြောက်သွားသေးတယ် cloud နေနဲ့ physical damage မပေးရတော့ပါ no blazing jura ဒီဘက်မှာ9កောင်သားပြန်တော့ heal ပေးတိုင်းပထမလဲ deadly magic နောက်မှာ Kevin ကျွန်တော်တို့တော်တော်မဲ့သွားပြီ Kevin နှစ်ကောင်လုံးအဲ့မှာဒီတော့ဝယ်ကန်ကောင်းကုန်တာဟာလီပါလိုက်တယ် Winter Crown လေးနဲ့ပိတ်ပေးတိုင်း Ando you တကောင်ဖျက်ချလိုက်နိုင်နေတာကလောက်ကတော့ပြစ်နေတော့မယ်နောက်မှာတော့ lion တကောင်တေသွားသလို cars နေလေရှိရအမခံနိုင်လဲ Win nature နဲ့ဒီဘက်က Kevin နှစ်ကောင်အော် Massman နဲ့ရှင်ပြတဲ့နေတာတကူမှာ triple kill လောက်နဲ့ပဲကျင်းနေလိုက်ပြီးတော့9ကောင်လုံးတင်း white out ဖြစ်သွားတဲ့သဘောပဲသူမသေးဝါရင်ပို့ဆိုးသွားမှာကလောက်မသေးဝါရင်ကလောက်သေးဝါတော့ထားလိုက်တော့နောက်မှလည်း deadly magic တွေပါလေဆို airgo 3 arrow ရှောင်ဆော့နေပြီအလယ်လန်း second tower တစ်လုံးမထက်ယူထားနေမယ်နောက်မှာတော့ outland T3 mega လေးတက်ရိုက်တော့မယ်နေထားပဲလော်လေးနဲ့ဆိုတော့ရတော့ပါတယ်ညီတို့ဘလာရဲဖလက်ကာလေးနဲ့ချုပ်ပြမလားကြည့်စလို့ပါ recall ရောရပြီ mega တလန်းနာပြီစိတ်ရှည်တယ်ဗျာနော်နောက်ကနာပြီဘက်ကိုရောက်သွားပြီညီတို့3000သာသေးပါsqueeze ဖြစ်တဲ့ကောင်3ကောင်လယ်လန်းမှာနေတယ်ဆိုမှလေကင်းကြရင် damage ကတားများတိတာတယ်အဲ့ဒါကတော့မားလို့မရတော့ဘူးဘလို့နှစ်ဖက်လုံးကတကောင်သေးသွားရင်တော့မှပဲတော်တော်လေးအားနေဝနိုင်နေနေတာ Astral Recall နဲ့တော့ဒီဘက်က Kevin သွေးတော့ကြော်ရောဝါနေတယ်တက်တလီမကြီးစုပ်ပေးလိုက်တယ်ဆိုပေမဲ့ Rose Gold Back လေးဖောက်ခနဲ့ပဲပေါ်လာတဲ့နောက်မှာတော့ Kevin stay like oh record chat သေးလား immortal ပဲကောက်ဝယ်ရတာရောင်အေးမခံနိုင်တော့ဘူးညီကိုတို့လော်တွေပါပေးလိုက်တော့လော်တွေပါပေးလိုက်တော့မင်း GZ ပြစ်ချက်တစ်ချက်ကတော့ Kevin အသက်ပါပျောက်သွားနေတယ် Mega K Novaria GZ Mega Tower လေးပါလေးတော့ T3 လေးလိုက်ရအောင်ပဲဘာလို့ပြီးတော့ T4 တွေပါတက်ချိုးတရုံးတွေပါရရမလား Deadly Magic နဲ့ Iron ကောင်ဆုတ်ခံရပြန်ပြီပုတ်တင်ညိုလေးနည်းနည်းသေးနေတယ်ဗျအကောင်လေးဆိုတော့ Magic Defense တွေပါရအရင်ကြီးတော့မခံကဲ Novaria record တစ်ချက်လောက်မယ်နော် Kevin ဖျားအောင်မယ်ရော record တစ်ချက် Lion Deadly Magic ပဆုတ်ခံနိုင်တယ်မနော်မလဲ Kevin ဒီဆက်ရှင်ပြန်ထွက်လာနေတာဒီကအကောင်းဆုံးတော့ကာနေသေးတယ်မလီစာ IOU ရုပ်ဒီပါချပြ Astral Recall တစ်ချက်အောက်မှာတော့ cloud နေနဲ့ blazing jura ဖျမ်းမလားဒီရှင်မောင်လေးချော့ကသွားစားတယ် cloud blazing jura လေးနဲ့ cloud တွေအကုန်နှိပ်ပြန်ပန်ဝိုင်းတယ်မနောက်ဆုံးမှာ lion ပြတ်သွားသလို cars မရှိတော့ဘူးပါဆယ်အနေနဲ့တော့ဘက်မှာမလီစာပြန်ပစ်ပေးထားတယ်ဆိုမှလည်း Zion ရဲ့ပစ်ချက်ကို win nature နှစ်ကောင် win nature battle immortal ဘာကောက်ဆော့ဝိုင်းတယ် record တစ်ချက်အောက်မှာ immortal ကြာသွားတယ်ဟာလီရောချက်ချင်း respawn ပြန်လုပ်ပေးထားတယ်ဘက်မှာ cloud ပြန်ပစ်ပေးအောင်မလားရီဆန်ရှင်ကာဖို့တော့ကြိုးစားနေတယ် Astral Recall အိုးမထီပါဘူးဒရီချက်သေးမှန်သေးလောက်တယ်ညီတို့မှန်သေးလောက်တယ်ညီတို့အဲ့မှာလေကိုလောတယ်တော့3ကောင်ဘေးထဲမှာတော့ချနေတော့မဲဆိုမှလည်းဟာလီပြန်ထွက်လာနေတာတကမှဟာလီဝင်လာပြီးဆလီနာသွားကုတ်တယ်နေတာမှာဇီယွန်နေနဲ့အင်မော်တကြမလို့ပဲအဲရိုတွေသွားမှန်နေဟိုမှာမှန်နေတော့ဇန်ချင်းမောင်နီရှော့ကဒါမှမဟုတ် GZ ပြန်ကယ်နိုင်တယ်မတော့ဟာလီပိုကာ trick လေးနဲ့တော့ဝင်အိန်းနေဆိုပေမဲ့အစင်မပြေပါဘူးဆိုတော့4ယောက်သာသွေးလေးပါလိပြန်ဟီးပြီးမှနောက်တစ်ခေါက်ပြန်တက်သားပြီးတော့အရင်တော့လောဘကြီးစရာမလိုနာ V တော့သွေးတော့ under you လာမလားဒီဘွက်မျှတဲ့ညီကိုတို့နော်အတင်းစင်းနှစ်သိန်းမဟုတ်လားမသိဘူးကဲမလေးကတော့လော်လေးကတော့နောက်ဆုံးမှာတော့ retribution Ando you ပဲပေါက်စားဝိုင်းတယ်မတော့ Ballery wall drag တွေပါဖြတ်ချုပ်တကယ်တော့ဘာမှဆက်မလုပ်ချင်ဘူးDeadly Magic Daricha ဖောက် immortal ကောက်ဝယ်ဝိုင်းနေပဲသူ့နေနဲ့တော့မသေးပါဘူးပြန်နော် Deadly Magic ဆွတ်တော့မယ် Ando you Deadly Magic ဆွတ်ပေးလိုက်တာသွေးတော့recall မလေး body ခုနေနေရှိမှာ
န်ဒီကြိတ်တောင်းတော့အားရန်နေနဲ့အမားခဲနဲ့ Winter Crown A model identify software လေးတော့ Brad မစိုးဘူးဗျဟိုးဘက်မှာတော့နောက်ဆုံးကလောက် blending ကျတော့ Winter Crown အင်မြူပြထားတယ်ပထမမှာသုံးပြေးရိုက်နေတဲ့ဆရာသမားအန်ဒိုယူကမနိုင်ဘူးလော်ကြီးကလည်းထဲတော့ဝင်နေတယ်မနောက်မှာလိန်နေလဲရှင်းရလော်တွေလည်းကာနေရနောက်ဆုံးခီရိုတွေလည်းပြစ်နေရတော့အလုတ်တွေရမ်းရှုံနေနေပဲကဲမန်ကောင်တေဆုံးသွားလို့ Lion ဒီပါပြတ်သွားဆိုမရတော့ဘူးညီကိုတို့တရုံးကြီးပါကြိုးသားနေတယ်နာဗီ liquid ကိုတော့ game 1အနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်